ကင်တာတဲ့ဒီပန်းကင်လမ်းမှာစိတ်စီငွေစီချဲမုံထားတဲ့အချစ်လန်းကြီးတစ်ချောင်းမှာချစ်သူရေရှင်ငါတွေ့တသမခွဲခြင်းနာလက်တွေ့ရှင်ငါဒီကဘာမြေပြတ်သုံးစီတော့မမုန်းတဲ့ချစ်မအော်ဖုံးမောင်းတဲ့လျာရွှေရောင်ဝေရောင်နှွေကင်တာတဲ့ဒီပန်းကင်လမ်းမှာစိတ်စီငွေစီချဲမုံထားတဲ့အချစ်လန်းကြီးတစ်ချောင်းမှာချစ်သူရေရှင်ငါတွေ့တသမခွဲခြင်းနာလက်တွေ့ရှင်ငါဒီကဘာမြေပြတ်သုံးစီတော့မမုန်းတဲ့ချစ်မအော်ဖုံးမောင်းတဲ့လျာစေတနာများစွာအချစ်နာများစွာမြတ်တာတင်ချေပေးဝေသူမို့ချစ်ဦးသူမောင်ကလွယ်လို့မိဘဝတစ်သက်တာလွယ်သွေဖိမစိမ့်လိုက်ပါနဲ့သရကြည်ပြပါရမီတူတူပေးစခေမှာပေးစခေမှာမင်းကိုချီနှောင်သမှုတရားကျိုးတွေဖြတ်မရတော့ပါလမ်းလို့လေးအောင်မပေါ်နေမခွေဘူးတတတာမြတ်တာရေးကြီးစမ်းရည်တစ်ပေါက်ကိုတောက်ကြည့်ချင်ရပန်းရကုန်မြိုင်အလေးအစီအနှံများစွာထူရရတာအော်ထူရရတာစနေလေးကြမ်းမစိတို့များလည်းမကြောက်ပါဘယ်လိုအနေနဲ့ဘယ်လိုလုပ်ကြလဲရင်စီကြမ်းကြမ်းခံတို့ရင်ဆိုင်အတူဖြစ်ရှိချစ်ပန်းဝင်မှာစိတ်ဆန်းရေပမာဤကဘာမြေအလားတရားတွေနဲ့အဆုံးထိချစ်မှာအော်မမုန်းတဲ့ချစ်မှာရွှေရောင်ဝေရောင်နှွေကင်တာတဲ့ဒီပန်းကင်လမ်းမှာစိတ်စီငွေစီချဲမုံထားတဲ့အချစ်လန်းကြီးတစ်ချောင်းမှာချစ်သူရေရှင်ငါတွေ့တသမခွဲခြင်းနာလက်တွေ့ရှင်ငါဒီကဘာမြေပြတ်သုံးစီတော့မမုန်းတဲ့ချစ်မအော်ဖုံးမောင်းတဲ့လျာစေတနာများစွာအချစ်နာများစွာမြတ်တာတင်ချေပေးဝေသူမို့ချစ်ဦးသူမောင်ကလွယ်လို့မိဘဝတစ်သက်တာလွယ်သွေဖိမစိမ့်လိုက်ပါနဲ့သရကြည်ပြပါရမီတူတူပေးစခေမှာပေးစခေမှာမင်းကိုချီနှောင်သမှုတရားကျိုးတွေဖြတ်မရတော့ပါလွမ်းလို့လေးအောင်မပေါ်နေမခွေဘူးတတတာမြတ်တာရေးကြီးစမ်းရည်တစ်ပေါက်ကိုတောက်ကြည့်ချင်ရပန်းရကုန်မြိုင်အလေးအစီအနှံများစွာထူရရတာအော်ထူရရတာစနေလေးကြမ်းမစိတို့များလည်းမကြောက်ပါဘယ်လိုအနေနဲ့ဘယ်လိုလုပ်ကြလဲရင်စီကြမ်းကြမ်းခံတို့ရင်ဆိုင်အတူဖြစ်ရှိချစ်ပန်းဝင်မှာစိတ်ဆန်းရေပမာဒီကဘာမြေအလားတရားတွေနဲ့အဆုံးထိချစ်မှာအော်မမုန်းတဲ့ချစ်မှာအဆုံးထိချစ်မှာအော်မမုန်းတဲ့ချစ်မှာအဆုံးထိချစ်မှာအော်မမုန်းတဲ့ချစ်မှာရွှေရောင်ဝေရောင်နှွေကင်တာတဲ့ဒီပန်းကင်လမ်းမှာ
စိတ်စီငွေစီချဲမုံထားတဲ့ချလန်းကြီးတစ်ချောင်းမှာချစ်သူရေရှင်ငါတွေ့တတမခွဲခြင်းနာလက်တွဲရှင်ငါဒီကဘာမြေပြတ်သုံးစီတော့မမုန်းတဲ့ချစ်မှာအော်ဖုံးမောင်းတဲ့လျာစေတနာများစွာအကျဉ်းသားများစွာမြတ်တာသင်ချေပေးဝေသူမို့ချစ်ဦးသူမောင်ကလွယ်လို့မိဘဝတစ်သက်တာလွယ်သွေဖြစ်မစိမ့်လိုက်ပါနဲ့သရကြည့်သူပေါ်ရမီတူတူပေးစခေမှာပေးစခေမှာမင်းကိုချီနှောင်သမှုတရားကျိုးတွေဖြတ်မရတော့ပါလွန်လို့လေအောင်မအပေါ်အမြင်မခွဲဘူးတသက်တာမြတ်တာရေးကြီးစမ်းရည်တော့ကိုတောက်ကြည့်ချင်ရတန်ရုံမြိုင်အလေးစီးနေများစွာထူးရဲ့အရာသာထူးရဲ့အရာသာစနေလေးကြမ်းမစီဒုမြောင်လေးမကြောက်ပါဘယ်လိုအနေဘယ်လိုလိုကြရင်စီကြမ်းကြမ်းတို့ရင်ဆိုင်အတူဖြစ်ရှင်ချစ်ပန်းဝင်မှာစိတ်ဆန်းရေးပမာဒီကဘာမြေအလားတရားတွေနဲ့အဆုံးထိချင်မှာအော်မမုန်းတဲ့ချင်မှာအဆုံးထိချင်မှာအော်မမုန်းတဲ့ချင်မှာအဆုံးထိချင်မှာအော်မမုန်းတဲ့ချင်မှာမင်္ဂလာရှိသောနေ့ဝေမင်္ဂလာရှိသောနေ့ဝေမင်္ဂလာရှိသောနေ့ဝေမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေမင်္ဂလာခါရရဲ့မြည့်ရွေးမယ်အတိတ်ကောင်းမှုကိုရွေးနောင်ရီဖို့ဆူတောင်းမယ်စိတ်ရှင်ထမကွယ်မင်္ဂလာခါရရဲ့မြည့်ရွေးမယ်အတိတ်ကောင်းမှုကိုရွေးနောင်ရီဖို့ဆူတောင်းမယ်စိတ်ရှင်ထမကွယ်ဖူးစားရှင်ရဲ့ဦးရပင်တွေသဘောမနှောလဲကောင်းမှုလာတယ်ထာဝရမခွေမြေခြင်းမာတယ်အချင်းများစွာနဲ့တန်မိုးထားရဲ့ဖူးစားရှင်ရဲ့ဦးရပင်တွေသဘောမနှောလဲကောင်းမှုလာတယ်ထာဝရမခွေမြေခြင်းမာတွေ့လက်တွေ့ခိုင်မာတယ်မြေဆဆူတပြာဝေးမခွေရလို့ဒီမောင်မေမင်္ဂလာဆောင်ပါမေရှာတွေ့လက်တွေ့ခိုင်မာတယ်မြေဆဆူတပြာဝေးမခွေရလို့ဒီမောင်မေမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေကနေနေကောင်းပါတယ်တနေ့လာနေလေမဆိုးပါကွယ်အင်္ဂါဗုဒ္ဓဟူရဲ့မြက်လေးရဲ့မင်္ဂလာဆောင်ပါမယ်တတပရိနိပူကောင်းနေတော့ကြနေတော့မခွေဘူးလေစနေနေ့မှရက်သားတယ်မင်္ဂလာရှိတော့ရဲ့မြက်ရဲ့ရွေးကြပါစို့လားကွယ်တဲလက်တို့ခိုင်ပါတယ်မြေဆဆူတန်ရဝဲမခွေရလို့တူမောင်မေမင်္ဂလာဆောင်ပါမယ်ခိုင်မာတယ်မြေဆဆူတန်ရဝဲမခွေရလို့ဒီမောင်မေမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေမင်္ဂလာရှိသောနေ့ဝဲမင်္ဂလာရှိသောနေ့ဝဲမင်္ဂလာရှိသောနေ့ဝဲမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေ
ရွေမဲအတိတ်ကောင်းမှုကိုရွေနှောင်ရည်ဖို့ဆူတောင်းမဲစိတ်နေရှင်ထမကွယ်မင်္ဂလာခါတော့ရမြဲရွေမဲအတိတ်ကောင်းမှုကိုရွေနှောင်ရည်ဖို့ဆူတောင်းမဲစိတ်နေရှင်ထမကွယ်ဖူးစားရှင်ရဲ့ဦးရခင်တွေသဘောမနှောလဲကောင်းမှုနာတယ်ထာဝရမခွေမြေခြင်းမာတယ်အချင်းများစွာနဲ့တန်မိုးထားကြရဲ့ဖူးစားရှင်ရဲ့ဦးရခင်တွေသဘောမနှောလဲကောင်းမှုလာတယ်ထာဝရမခွေမြေခြင်းမာတယ်အချင်းများစွာနဲ့တန်မိုးထားကြရဲ့တွင်လက်တို့ခိုင်မာတယ်မြဲဆဆူတန်ရဝေမခွေရလို့တူမောင်မေမင်္ဂလာဆောင်ပါမေပြတွင်လက်တို့ခိုင်မာတယ်မြဲဆဆူတန်ရဝေမခွေရလို့တူမောင်မေမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေကနေနေကောင်းပါတယ်တနေ့လာနေလေမဆိုးပါကွယ်အင်္ဂါဗုဒ္ဓဟူရဲ့မြက်လေးရဲ့မင်္ဂလာဆောင်ပါမယ်ကြောက်တာပရင်းနေပူကောင်းနေတောက်ကြနေတော့မခွေဘူးလေစနေနေ့မှရက်သားတယ်မင်္ဂလာရှိတော့ရဲ့မြက်ရဲ့ရွေးကြပါစို့လားကွယ်တဲလက်တို့ခိုင်ပါတယ်မြဲဆဆူတန်ရဝဲမခွေရလို့တူမောင်မေမင်္ဂလာဆောင်ပါမယ်ခိုင်မာတယ်မြဲဆဆူတန်ရဝဲမခွေရလို့တူမောင်မေမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေမင်္ဂလာရှိတော်ဒီဝဲမင်္ဂလာရှိတော်ဒီဝဲမင်္ဂလာရှိတော်ဒီဝဲမင်္ဂလာဆောင်မေမင်္ဂလာဆောင်မေနားတန်ပြီးတော့မှထောင်းကြပါနော်အားလုံးပဲမင်္ဂလာဒီပရိသတ်နဲ့ကွာဒီကဒီလိုတိုင်းဝင်နေသုံးကြီးပြီးဆိုလို့ရှိရင်မင်္ဂလာခဏစတင်ကျင်းပတော့မှာဖြစ်ပါတယ်မင်္ဂလာခဏစတင်ကျင်းပဖွင့်လက်တော့မှာဖြစ်ပါတယ်ကျွန်တော်ဥစွာဒီနုတ္တဗမင်္ဂလာအောင်နမိတ်နဲ့အောင်တိတ်ကိုဆောင်ရအောင်ရအောင်ကြောင်းအောင်မင်္ဂလာပေါင်းနေပြည့်စုံကြပါစေလို့ဒုဒ္ဒနဲ့သရုသမီးရဲ့ကိုစားကျွန်တော်မှဘိသိဆရာမဥဒ္ဒမေတ္တာမြတ်ဘုရားပြောကြပါရခင်ဗျာအဲ့လိုပြောကြပြီးတဲ့အခါမှာခွေတိုင်းဒေသကြီးပေါ့မြနေကိုင်းလေရွာနေအဖာကူရဝဲအမိဒေါ်ခင်ဆွေတင်းတို့ဤသားမောင်ပြအာကဘီအေနဲ့ခွေတိုင်းဒေသကြီးပေါ့မြနေချောင်းနာကြီးရွာနေအဖာကူပေါ့အမိဒေါ်ခိုင်စပယ်တို့ဤသမီးနှချမ်းမြေတဲ့တင်ဘီအေတို့ဤဒီနေ့ခေညာမင်္ဂလာလက်ထပ်တဲ့ပွဲဖြစ်ပါတယ်နော်အဲခေညာမင်္ဂလာလက်ထပ်တဲ့ပွဲမှာဥစွာအနေနဲ့တရားရှင်ကိုရမြတ်ကြီးနဲ့တကွမိဘဆရာသမားတွေကိုကြောက်မှာဖြစ်ပါတယ်နော်အဲ့တော့လက်ဥပဒေတွေချစ်ကြလိုက်ပါနေအောင်နော်လောက်လေးချီတာလောက်လေးချီတာနောက်တနာနော်နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနာမင်းဗျာမမင်းတို့၏ဝစီဥက္ကကုသိုလ်ထုကိုလည်းခံယူတော်မူထိုက်တာသောသမ္မာသမ္ဗုဒ္ဓတ္တဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာဟုဆိုသောသစ္စာလေးပါးအမှန်တရားကိုပိုင်းခြားခြင်းကိုကိုယ်တော်တိုင်လည်းသိမြင်တော်မူပြီးသားသောသန္တာဘဂဝါတေတရိယဓမ္မယတတိတိကမှာဘယတမိဘုံကြောက်လီတို့နဲ့ပြည့်စုံတော်မူသောထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာဘုရားတပည့်တော်မှဖြစ်ကြသောသရုသားနဲ့သရုသမီးတို့သည်ဝိနေဝိန္ဒာမဒုတိယတို့လက်တော်မူ၏ရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရားကိုယ်ရင်ညီလေးကိုချာနော်တာဒီလောက်ချီထားလေအဲ့ဒါပြီးရင်တရားရှင်ကိုရမြတ်ကြီးကိုရှိခိုးပြီးတော့ကမှဘုရားနဲ့တကွာတရားတန်ခါမိဘဆရာသမားတွေကိုရှိခိုးပြီးတော့မယ်နော်ပိဿကုဏံမယံဝန္ဒာမပိဿကုဏံဘုရားနဲ့အတိုင်းမတည်းအနိုင်မရှိအောင်ကြည်ကျယ်ခန္ဓာစံပြလာပါပြီးတော့အလွယ်မတမကြီးသူတော်ပေါင်းနဲ့ပြည့်စုံတော်မူသောဘုရားရှင်တရားနဲ့တကွာတရားတန်ခါမိဘဆရာသမားတွေကိုဘုရားတပည့်တော်မှပြကြကုန်သောသူတို့သားနဲ့သူတို့သမီးတို့သည်ဝိနေဝိန္ဒာမယူသိဉာဏ်တို့လက်တော်မူ၍ကိုကြောက်လိုက်ပါ၏မြတ်စွာဘုရားသုံးခြင်းပြအောင်ချတယ်နော်
ချပြီးလို့ရှိရင်ဒီကပုံညတာတယ်လို့ရှင်မကိုရနေရနော်ခက်တာခဏနားထောင်ပြီးပါနော်အခုကဘာဆိုတော့လောကနေနေကြည့်မယ်ဆိုရင်လူရင်းလူရှင်းပေါ့နော်အဲ့လိုလေးပြောရမှာပေါ့ဒါနဲ့မင်္ဂလာပွဲကြီးတော့ခန်းခန်းနားနားကျင်းပပြီးတော့မှမင်္ဂလာပြောမင်္ဂလာစကားသုံးပါဆင်းနေမဲ့သူမရှိဘူးဆိုရင်ဒီကကြီးရှိပြီမလို့ဒီချမ်းဒီတော့ရှိတယ်ချမ်းမရှိတဲ့ဒီကလိုပဲပေါ့နော်အခုမရှိတဲ့ဘုရားတွေကိုမတင်တယ်ရှင်မကောင်းမဲ့နေတာကြောင့်ဒါပြောရရင်နော်ဒီလိုမင်္ဂလာပွဲကြီးတော့ခန်းခန်းနားနားဆန်းဆန်းပြပြကျင်းပပြီးတော့မှစကားပြောမဲ့သူသုံးပါဆင်းနေသုံးပါတင်မဲ့သူမရှိဘူးဆိုလည်းမကြိုက်ဘူးဒါကြောင့်ဥစွာအနေနဲ့တရားနဲ့တကွာတရားသံဃာမိဘဆရာသမားတွေကိုဘာကြောင့်ရှိခိုးရတာလဲဆိုရင်တရားရှင်ကိုရောမြတ်ကြီးပွင့်ထွန်းပေါ်ပေါင်းလို့ကုသိုလ်ရအကုသိုလ်ရဆိုတော့ပြည်လာတာနော်အဲ့ကမှာတန်တရာလူကြောင့်တရားတွေကိုဘုရားရှင်ကိုရောမြတ်ကြီးဟောကြားလို့တန်တရာလူကြောင့်တရားတွေပြည်လာတာဒါကြောင့်မလို့ဘုရားရှင်ကိုရောမြတ်ကိုရှိခိုးရတယ်နောက်ဘုရားတရားဆိုတာကလည်းဘုရားရှင်ကိုရောမြတ်ကြီးတရားဓမ္မကမြေတန်းကန်နေရှိလို့ဒီလိုတုံ့နီးပြီးမှတရားတွေကိုပညာချုပ်ကိုပွားများအားထုတ်မယ်ဆိုရင်ဘုရားရှင်မရှိပေမဲ့လို့ဘုရားရှင်ရှိတယ်လို့ပဲတန်တရာလူကြောင့်တရားတွေကိုနားလည်သိရှိဖို့ရတယ်တန်ခါဆိုတာကလေယာမြေကောင်းတဲ့ဘွယ်ဖြစ်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဓမ္မတွေကိုတော့သင်္ကန်းပြီးတော့မှဖောက်တယ်ပြုပြီးတော့မှဖောက်တယ်ချပြီးတော့မှသင်္ဆုံးမှပေးခဲ့လို့တန်ခါတော်ရှင်မြတ်တွေကိုလည်းပဲရှိခိုးပူဇော်ရမယ်နောက်မိဘဆိုတာဘုရားနော်ဘဝလည်းနှလုံးမကုန်းလည်းနဲ့ဝါဘတ်တော်ကတိနဲ့လူကြီးအောင်ကြီးမွေးခဲ့တဲ့မိခင်ဖခင်တွေကျောင်းပြင်ပဋိသန္ဓေလာကြတဲ့မိခင်ဖခင်တွေမှာဘယ်လောက်ဒီသင်တန်းတယ်ဆိုရင်နော်ပဋိသန္ဓေသားလေးကြီးလိုက်ကြတဲ့အစားပြီးတော့မှမိခင်တွေမှာဆိုရင်လည်းအခုအသက်တွေကိုရှောင်ရှားပြီးတော့မှစားတော့နေထိုင်ကြရတယ်အစားတော့တွေဆင်းခြင်းပြီးတော့မှနေကြရတယ်နော်ဒီအနေနဲ့ဆိုရင်ကြပါတဲ့နော်ဒီအချွေတွေကိုရှောင်ရှားပြီးတော့မှနေထိုင်စားတော့ကြရတယ်နော်နောက်ဒီမွေးဖွားလာတဲ့အချိန်မှာဆိုရင်လည်းဘဝလည်းနဲ့မကုန်းလည်းနဲ့ဝါဘတ်တော်ကတိနဲ့လူပြောင်းကျွေးမွေးရတယ်နောက်ကြီးလာတော့ကလည်းပဲအရေးကြီးတဲ့သုတ်သင်ရှင်းလင်းပြရတယ်မိဘရဲ့ဂုဏ်ကျေးဇူးဟာဘာနဲ့မှနိုင်လို့မရဘူးတဲ့ဒါကြောင့်မိဘတွေကိုလည်းကြောက်ရတာဖြစ်ပါတယ်နော်အဖေဆိုရင်လည်းနေမချောင်းမွေးရမယ်ချောင်းလောက်ကဆောင်ရွက်ပြီးတော့မှတာသမီတွေကြီးပွားရေးချမ်းသာရေးတွေဆောင်ရွက်ပြီးကြရတယ်နော်နောက်ဆရာသမားကားကြီးရဲ့သားအားလုံးသိမိခဲ့တဲ့ဆရာသမားတွေဘူးလေးညမခံရအောင်နော်လောကလည်းမှာပွဲလည်းပြင်းအောင်နော်ဆရာသမားတွေကပြင်းနေသုံးမှနိုင်ညင်ကြခဲ့လို့ကြောင့်တရားသံဃာမိဘဆရာသမားတွေကိုရှိဖို့ပူဇော်ရတယ်တဲ့တရားသံဃာယရဏမြတ်သုံးပါးနဲ့တကွာမိဘဆရာသမားတွေကိုရှိဖို့ပူဇော်တဲ့ပုဂ္ဂိုလ်ပေါင်းတွေမှာနော်ဘယ်တော့မှအခက်အခဲကြတဲ့ဆိုတာမတွေ့နိုင်ဘူးတွေ့ရင်လည်းပဲခိတ္တကနာပဲတဲ့ဒါကြောင့်ဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့တကွာမိဘဆရာသမားတွေကိုရှိဖို့ပူဇော်တာဖြစ်တယ်အဲ့လိုရှိဖို့ပူဇော်ပြီးတဲ့အခါမှာယနေ့မင်္ဂလာတရား7ပါးရှိတဲ့နေ့သိညာမင်္ဂလာလက်ထပ်တဲ့ပွဲတဲ့နော်မောင်မျိုးအာကဝင်တဲ့မချမ်းမြေသူတို့ဟာမင်္ဂလာတရား7ပါးရှိတဲ့နေ့မှာထာဂရဘုရားရှင်တန်ခါဘုရားသစ္စာထာဂရဘုရားမြတ်တာတို့ကြောင့်ဒီခုဘဝမှာကျုံဆုံးလာပြီးတော့ဆရာတော်ရဲ့လို့ပြောရရင်ဒီနေ့ရက်မှာတလွားမှာပညာရှိတဲ့ဘဝဖြစ်သွားတယ်နော်အခုတစ်ချိန်ကတော့ဟုတ်လားဒီစိတ်နဲ့ဖြစ်ခဲ့ပြီမျိုးအခုချိန်မှာတကယ်ကိုရင်းနှီးချစ်ချဆွေးနွေးရေးဖြစ်သွားပြီတဲ့ဒါကြောင့်တိတ်နဲ့တူတယောက်နဲ့တယောက်จิตตาသစ္စာရှိထားပြီးတော့မပေါင်းမစစ်တမ်းကြပါလို့နော်တိုက်တွန်းပြရစီအဲ့လိုတိုက်တွန်းပြောဆိုပြီးတဲ့အခါမှာယနေ့မင်္ဂလာတရား7ပါးရှိတဲ့နေ့သင်္ကြန်မင်္ဂလာလက်ထအဝါအဝါမင်္ဂလာပြုလုပ်ကြတဲ့အခါမှာမင်္ဂလာပေါင်းလို့လည်းခါကြောင်းကြတယ်တဲ့မင်္ဂလာပေါင်းနဲ့ဘာခါကြောင်းတယ်လဲဆိုရင်ခိတ်ကြတာတဲ့အပရိသတ်တွေကိုလက်ပက်ကွင်းစေးတို့ပြင်အခန့်ကျွေးမွေးတယ်ထမင်းတရားတို့ပြင်အခန့်ကျွေးမွေးတယ်မင်္ဂလာပါပဲတဲ့နောက်ပြီးတော့ကိုယ့်ရဲ့အသက်ရှိတဲ့ပုဂ္ဂိုလ်တွေမိဘတွေဒီလိုတိုင်းဝိုင်းတွေကိုဂါရဝတရားရှေ့ဝယ်ထားပြီးတော့မှနော်ဒီလိုပူဇော်တာဟာလည်းမင်္ဂလာပဲတဲ့မင်္ဂလာဆိုတာမင်္ဂလာပေါင်းတန်လို့ရတဲ့စိတ်နဲ့တိမင်္ဂလာတဲ့မကောင်းတဲ့ကိုယ်မူရနှုတ်မူရစိတ်မူရတွေကိုခွာချပြီးတော့ကောင်းတဲ့အမူအရာတွေကိုရအောင်လုပ်တာမင်္ဂလာပဲတဲ့ဒါကြောင့်ဒီနေ့မောင်ပြောအာကာဝင်းနဲ့မချမ်းမြေသူတို့ကမင်္ဂလာပေါင်းတဲ့ခါညောင်းသွားပြီမင်္ဂလာပေါင်းလို့နဲ့ခါညောင်းတဲ့ပုဂ္ဂိုလ်ပေါင်းကဘာတွေဖြစ်နေလဲဆိုရင်မင်္ဂလာနေ့ဒီဂါရဏဟောဒီဂါရဏသဗ္ဗလမ္ပတိဂါရဏဆိုတဲ့အတိုင်းနဲ့မင်္ဂလာပေါင်းလို့နဲ့ပြည့်စုံကြတဲ့ပုဂ္ဂိုလ်ပေါင်းမှာအဲ့ဒီဂါရဏအာနာတကုတုတချင်းအကြောင်းတရားဖြစ်တဲ့ဘုဒ္ဓဂါရဏစီဝဥဒ္ဒတုတချင်းအကြောင်းတရားဖြစ်တဲ့သဗ္ဗလမ္ပတိဂါရဏလုံးစုံသောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာတို့ဤတုတချင်းအကြောင်းတရားတွေဖြစ်တယ်လို့ဒီလိုရင်းနဲ့နှလုံးသားထဲမှာဒီလိုသတ်မှတ်ထားလိုက်တာနော်အဲ့လိုသတ်မှတ်ပြီးတဲ့အခါမှာဒီနေ့ပြောအာကာဝင်းနဲ့မချမ်းမြေသူတို့ဟာဘာတွေသိရတယ်လဲဘာတွေကျင့်ရတယ်လဲဆိုရင်နော်တော့ဒါလေးကမပြောလို့ဒါမဖြစ်တဲ့တရားလေးတွေပေါ့ပြောပြီးလို့ရှိရင်လည်းနားထောင်မှကြည့်ကြမှာနော်တိုက်တာပါလို့တိုက်တွန်းပြရစီနော်လင်းချင်းဝတရားနဲ့မရချင်းဝတရားပေါ့နော်လင်းချင်းဝတရားကဘာတွေလဲဆိုပြ
မထေမကင်းအနိဥစ္စာမိစ္ဆာမမဝိသစင်ရင်ဉာဏ်ဥကျင်ငါရင်မြင်ကြရတဲ့မောင်ပြူအာကာဝင်းကလည်းမချမ်းမြေသူနဲ့တော့ရတဲ့အချိန်မှာစပြီးတော့မှာတဲ့မထေမကင်းအနိဥစ္စာမိစ္ဆာမမဝိသစင်ဉာဏ်ဥကျင်ဆိုတာဒီငါအချင်းဝတ္တရား၅ပါးနဲ့လျော်ညီစွာသိသိစောင့်ရှောက်မှာဖြစ်ပါတယ်နော်လိုက်နာကျင့်တော့မှာဖြစ်ပါတယ်မထေမကင်းနဲ့မချမ်းမြေသူနဲ့ရတဲ့အချိန်မှာစပြီးတော့မှမချမ်းမြေသူကလည်းအိန္ဒိတထဇနီးမယားဖြစ်သွားပြီအဲတော့မောင်ပြူအာကာဝင်းကအထင်ပဲကင်းနဲ့ငကိုတချင်းကမရခင်တော့ဟုတ်လားရှစ်လိုက်တာကြက်လိုက်တာဟုတ်လားသူရရနော်လူရရဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောခဲ့တယ်ဆိုခဲ့တယ်ရတဲ့အခါကျတော့လည်းပဲဘယ်လိုငကိုကမရတဲ့အချိန်လို့တန်ဖိုးထားလေးစားပြီးတော့မှပေါင်းတဲ့စစ်တမ်းပါတဲ့ငါတို့အိမ်အောင်ကြပြီးမင်္ဂလာပွဲပြုပြီးတော့ငါပြောချင်လို့ပြောမယ်ငါရဲ့ချင်လို့ရိုက်မယ်ငါဆိုချင်လို့ဆိုမယ်ဆိုတဲ့အတွေ့အကြုံတွေအလောက်ကံမျိုးတွေမလုပ်ပါနဲ့တဲ့တော့ဒါနံပါတ်1နော်မထင်ပဲကအန်ဒီဥစ္စာတဲ့အန်ဒီဥစ္စာဆိုတာရတဲ့စီးပွားဥစ္စာပေါ့မိမိရဲ့ခွင့်အားနဲ့ရတဲ့စီးပွားဥစ္စာရောဘုံမိမိရတဲ့ကိုယ်တိုင်ရတဲ့ဥစ္စာရောနော်အိန္ဒိတဇနီးမယားတဲ့အနန္နာတဲ့ဘာကြောင့်အနန္နာမှာလဲဆိုရင်အိန္ဒိတဇနီးမယားတို့ဟာနော်သာဝဏီကျမ်းမာရေးရသပြီးတော့မှအတုံးနာဖြုံးနာသပြီးတော့မှစစ်ပြုရေးရမှာဒါကိုသိတယ်တဲ့ဒါကြောင့်အတုံးနဲ့ဖြုံနားလဲနိုင်တဲ့ကားတွေကအမျိုးသားတွေပို့တယ်ပေါ့အဲဒါကြောင့်အိန္ဒိတဇနီးမယားတဲ့အနန္နာတဲ့နော်မထေမကအန်ဒီဥစ္စာမိစ္ဆာမမတဲ့မိစ္ဆာမမဆိုတော့ကမောင်မျိုးအကောင်ကမချမ်းမြေသူနဲ့စစ်ထက်တဲ့အချိန်မှာစပြီးတော့မာအိန္ဒိတဇနီးမယားဖြစ်တဲ့အချိန်မှာစပြီးတော့မှကိုဇနီးမယားတဲ့အခြားသောမျိုးသမီးတွေပညာရေးမှာဖြစ်စေစီးပွားရေးမှာဖြစ်စေလူမှုရေးမှာဖြစ်စေတာလင်းနေလို့ရှိရင်လည်းတွေ့ကြုံနေရဆိုရင်လည်းမျိုးသမီးပါတီဖြစ်စေမပါတီဖြစ်စေလောက်ကန်ဆောင်ရွက်တဲ့အခါမှာစိတ်နဲ့တော့မပြင်းမပါနဲ့နော်ရှင်းနိုင်တော့နတ်သမီးတော့ချောနေပြီစိတ်နဲ့တော့မပြင်းမပါနဲ့ပေါ့နော်ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်ဟောဒီစပုတ်တွေတုံးကြတယ်ပေါ့ဒီစပုတ်တုံးရင်အိန္ဒိတဇနီးမယားမရှိဘူးဆိုတော့ငါစတာပဲဆိုတော့အတွေးနဲ့တော့မလုပ်ပါနဲ့နော်အဲ့ဒါမိစ္ဆာမမဝဇ္ဇစီရင်ဆိုတော့ဒီအိန္ဒိတဇနီးမယားဘယ်တော့ဘယ်နဲ့တော့ဘယ်နဲ့တော့ဘယ်ချင်းတော့ဘယ်သမီးနဲ့တော့စသဖြင့်ပေါ့နော်အိန္ဒိတဇနီးမယားဝဇ္ဇတွေညှိုးကနေဆိုရင်ညှိုးကနေမယ်ဆိုရင်လည်းဝဇ္ဇစီရင်မှုပြောင်းပြည့်တယ်မှုပြောင်းဝယ်ချမ်းပြီးပါတဲ့ဝယ်ချမ်းပြီးမယ်ဆိုရင်အိန္ဒိတဇနီးမယားကလည်းဥပ္ပမေတ္တာတရားကငကိုတက်ပုံဝင်လာပါလိမ့်မယ်တဲ့နော်ဝဇ္ဇစီမြန်လို့ချင်းဆိုတော့မျက်လုံးလို့တန်ဖိုးထားမှာပေါ့တတိတစားအချမ်းကြီးသူကမောင်မျိုးအာကာဝင်းနဲ့ရတဲ့အချိန်မှာစပြီးတော့ပါနော်အိမ်တွင်းမှုလို့တဲ့အိမ်တွင်းမှုအမှုကိစ္စလုပ်ငန်းတွေကိုလည်းပဲဒီတန်ဖို့လို့တော်လေးဝတော်ဝင်မင်းသမီးတွေပြောင်းဆောင်ရွက်ပေးပါတော့နော်ကျူးသားပါတဲ့မိစ္ဆာမမဝဇ္ဇစီရင်ဝဇ္ဇစီအိမ်တွင်းမှုလေးလို့ဒီစေချာမိစ္ဆာချင်းချောင်းတရားအောင်ပြချီပေါ့တရားအောင်ပြချီဆိုတာကတော့ဒီမောင်မျိုးအာကာဝင်းနဲ့ရတဲ့အချိန်မှာစပြီးတော့မောင်မျိုးအာကာဝင်းရမိပါတယ်ကိုမိပါတယ်နော်ကိုမိပါတယ်အဲ့ဒါနှစ်ဖက်တော့မိပါတယ်ကကိုရမိပါတယ်သဘောထားပါတဲ့သူမိပါတော့သိန်းနေကိုမိပါတော့2သိန်းနေမယ်ဆိုတဲ့ပုံစံမျိုးမလုပ်ပါနဲ့တဲ့ဒီလိုလေအောင်ဖြတ်ချီပါတဲ့လေအောင်ဖြတ်ချီပြည့်ရည်မမှုတဲ့ပြည့်ရည်မမှုငါပြည့်ရည်မမှုဆိုတာကအိမ်မှာလုပ်ကြခိုင်းတရားတွေရှိလို့ရှိရင်လုပ်ကိုင်ဆောင်ရွက်ပေးပါလုပ်ကပြန်လာလဲကိုမဟုတ်လားထားတဲ့သူတဲ့နေရာမှာဖြစ်စေပြေလောင်ခါနီးပေးပါပြင်းပြင်းကြီးမလုပ်ပါနဲ့တဲ့လောက်ကပြန်လာတဲ့ဟိုအလောက်ကမလုပ်ပဲဟုတ်လားဒီလိုသွားလာနေထိုင်နေတော့မှလောက်ကဆောင်ရွက်တာတွေမလုပ်ပဲနဲ့ပေါ့ဝစားတာပေါ့ဝတန်နဲ့မလုပ်ပါနဲ့တဲ့ဒါမချမ်းမြေသူကလိုက်တာရှင်းတော့မယ်တရားဖြစ်တယ်နော်အဲ့လိုလိုက်တာရှင်းတော့မယ်တရားတွေလူသားနဲ့ဒရုံသမီးတို့လိုက်တာရှင်းတော့မယ်တရားလေးတွေကိုလက်ကဆောင်ရွက်တော့မယ်ဆိုရင်ဒါသက်များရုံးမိကြတယ်အောင်ပြည့်ပြီးတော့မှဒီထိုင်နိုင်သွားမယ်သွားနိုင်လာနိုင်နေတယ်သွားနိုင်ကြမှာပါလို့ပြောကြပြီးတော့မှမောင်ပြောအာကဝင်းကလည်းပဲနော်အိမ်တော်ဦးစီးဖြစ်သွားပြီမချမ်းမြေသူကလည်းအိမ်ရှိမဖြစ်သွားပြီအိမ်ရှိမဆိုတာဗာလဲအိမ်ကိုရှင်းတန်းနေအောင်မရမယ်သူပါတဲ့အိမ်မှာရှင်းတန်းနေအောင်ဗာတွေရှင်းတန်းအောင်တော့မလဲဆိုရင်ကုတရားတွေမေတ္တာတရားတွေပြောယူမှုတရားတွေငြင်းချမ်းမှုတရားတွေနဲ့ဖြစ်အောင်ဆောင်ရွက်ပေးပါအဲ့လိုဆောင်ရွက်မယ်ဆိုရင်အိမ်ရှိမပြီးသားပြီးတော့မှနော်မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ကြပါမယ်လို့အဲ့တွေ့ဒီလိုဆိုရင်လည်းဖိတ်သိစီတင်ကြပြီးတော့မင်္ဂလာစကားကိုသိချင်မင်္ဂလာအခါကြီးမြတ်စစ်ကပတ်နဲ့နိခတ်ကျွမ်းလက်ထခန်းတွင်နဗ္ဗမြေသာတပိညာနှင့်မြေပြားခင်ပြုစုသက္ကနာစိတ်နမိတ်တော့ဖိတ်သိတော်ပြီးအောင်စီလူအောင်စီလူအောင်စီလူသဘာမင်္ဂလာခန်းနဲ့ရန်ကုန်နိုင်ငံရဲ့ပြည့်စုံတဲ့တော့ကောင်းမြတ်မင်္ဂလာနဲ့ကဒီတိတ်ဒီပါစေတည်း
အောင်နမောကုကုအော်တပိပဒရာဒေဝိဇာမမေကသချာဝါဣမံတိတ်တုအောင်ဗုဒ္ဓံတရဏံဓမ္မံခိဗ္ဗမေဝသမိတ်တုတံဂေရီဝပတကာယနုယန္တုသင်္ကပောအောင်ဟရိဟရိဇီနောဇယံကရံဓမ္မံသင်္ဇယံတောဇေတဝါသနာပိတိသောတိတေတုဇယံစီနောတလင်တမယစနစ်ဖြင့်အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေမိဘကိုလည်းပဲအထူးစောင့်ရှောက်နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ကြပါစေကိုကိုလည်းစောင့်ရှောက်နိုင်တဲ့ကိုလည်းတွတ်တအောင်စောင့်ရှောက်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ကြပါစေဘာသာရေးသာသနာရေးစီးပွားရေးလူမှုရေးတွေမှာလည်းပဲထွန်းထွန်းတောက်တောက်အောင်မြောင်တွတ်တအောင်ထွန်းကောင်းအောင်ဖြစ်နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ပြီးတော့မှနိဗ္ဗာန်တောင်ကောင်းကျိုးတရားတွေရရှိနိုင်တဲ့မျိုးကောင်းသမီးတွေဖြစ်ကြပါစေဒီတော့ဒီလိုပါနော်ဒီလိုဖြစ်နေပါဒီတော့ကိုချပြီးတော့မျိုးမိဘကိုဖဲတော့ပါဖဲတော့ကြီးမိဘကိုလက်ခံမှာမဟုတ်လားမင်္ဂလာချီရဲ့တော့ရခဲ့ပြီလက်ထပ်ပွေးချင်းပါကြတော့မည်ပျော်ရွှင်ခြင်းနဲ့မဆုံးတော့နေမှုဘေးကမမီးပြီမောင်မယ်လူသားပြုံးမကိုစီပွေးလာလို့နေSo
Janarun utain pyare latta poidwe Di swe di myo jare ma ti ji khanya Chusin nera do ye do ta So when ne ban dan thai swa phu yaw sin nya Yen du da dai ngi lao aung la pa lan da Di swe di myo jare ma myin du shu mni Tu sen ne bi do ye do ta mi Mingla ne ya ma Pyong mya so we sa Yo shun ma sin nong ne pao jiang Shui yang hua ti tuan Ne mya so we sa Yo shun ma sin nong chen ne pao jiang Nye chen ma jin Nye len cha jin Tu kha ri pi zo ma zi kwe Let us boil the This way the new jare ma ti ji khanya You send me to do it to ta So when they ban and sai swap to young sin nya Yen du ga dai ngi lao aung la pa lan na This way the new jare ma myin du shu ni You send me bi do ye do ta mi Shun ma zi nao chen ni pao dia Ming la ne ya ma Pyong mya zo we sang Yo shun ma zi nao ni pao dia Shui yang hua ti tuan Ne mya zo we sang Yo shun ma zi nao chen ni pao dia Nye chen ma jin Nye len cha jin Tu kha ri pi zo ma zi kwe La 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 Con dòng này nhá Miao we lo du khan za cha me Yong ji tu di Khai ma do tue lam ya ye Wa chen kana le Shin tan khwe ya tu po ta ta da Pong tin we ja mye ra tu ha chin na swa Me lo em dai lo a dai po men na shima Wa ne ya ke u pe sa chama Pyo shui yan da Nge ching dai Nama se a pe ge ra Me ye pyong nwe be Ma me nai ge pu le Di pyong le mya ne Du bwa ku pan di se che Inside me so chong le So chong le Gong song le mya we lo Du khan za cha me Yong ji tu di Khai ma do tue lam ya ye
Bubuago panic stage Inside my soul so joy So joy Goes on nya willow do kanza jame Yong chi today Kai ma do twen mya ye Yong chi tage Kai ma do twen mya Kai ma do twen mya Mingala shido niwe, mingala shido niwe, mingala shido niwe, mingala saume, mingala saume. Mingala kharo ye mye yui me, tikong mu bu yue. Now you bu su tao me, sinishin tamakwe. Mingala karo yem ye yui me, teka mogo yue. Now you bu su tao me, sinishin tamakwe. Fuza shiye, uya kentwe, tavomano le kaumo nare. Taura makwe mye mare, chimya zwane tamutaga ye. Fuza shiye, uya kentwe, tavomano le kaumo nare. Taura makwe mye mare. Khai mare, yes su taliawe, makwe yelu tu maume, mingala sang mame sha, twele tu khai mare, yes su taliawe, makwe yelu tu maume, mingala sang me, mingala sang me. Gani ni kong mare, tani la ni le masuba kwe, inga boda hu ye nyeli ye, mingala sama me. Jata bri ni pukang me, tak jani ru makwe bure, seni ni ma yatare, mingala shiro ye nye ye, shija bazula kwe, tele tu khai mare, nye sasu tani awe, makwe ye lu tu mau me, mingala sama me. Khai mare, yes su taniawe, makwe yelu tu maume, mingala sang me, mingala sang me, mingala shido niwe, mingala shido niwe, mingala shido niwe, mingala sang me, mingala sang me. Bandarin liyin song the lu the din lu yin song lu pian yan tin nin tan na shin shin the nghe yin lu ming la the din li kaung yi o ba tho pa na dan dui la yan we phong mo long pa li cùng the din chue the mya wan ta ya pyo ma sung ma vi pyo ma sung ma vi
over top another nui alia we po mo lo bali Kongri chwe da mya wan ta ya pyo ma song ma bi pyo ma song ma bi အတူခရီးဆက်မဲ့ချစ်မောင်နှံသည်ဟင်းသာမောင်နှံတောင်းမှန်ရှိသူရွှေလဲတွေခိုင်မြဲလာသည်နေနဲ့လားရွှေနဲ့မြတ်ပမာလိုက်ဖဲတင်သောရှုမောဝဲဆုံကြီး ဖြစ်မယူကြစတဲ့ချစ်သူတို့ဘဝလမ်းစီချစ်ကြွတဝင်းချစ်လန်းစင်းနဲ့ချစ်မိမဲ့ပုံလေးတစ်ခုစောင့်တည်သမှုပြုလိုက်ကြပြီအတူခရီးဆက်မဲ့ချစ်မောင်နှံသည်ဟင်းသာမောင်နှံတောင်းမှန်ရှိသူရွှေလဲတွေခိုင်မြဲလာသည်နေနဲ့လားရွှေနဲ့မြတ်ပမာလိုက်ဖဲတင်သောရှုမောဝဲဆုံကြီး အပြစ်မယူကြစတဲ့ချစ်သူတို့ဘဝလမ်းစီချစ်ကြွတဝင်းချစ်လန်းစင်းနဲ့ချစ်မိမဲ့ပုံလေးတစ်ခုစောင့်တည်သမှုပြုလိုက်ကြပေါင်းသိဆုံးညီဝတ်တာအားရကုန်ယူဝေကြွမင်းတို့ဥသာရှောင်းမဲ့လမ်းပန္ဒရာခင်မီရှောင်းလမ်းမလေးတို့ရပန္ဒရာစီ